Hello မင်္ဂလာပါရှင်ဒေါဘရမြန်မာမှာကြိုဆိုပါရစေအခုဒေါဘရစဝဲလေးမှာလှုပ်ချင်တယ်လို့ပြောနေတဲ့ညီမလေးတို့ရေညီမလေးတို့တကယ်လှုပ်ချင်တယ်ကြိုးစားချင်ဆိုရတော့ကြပါတယ်ဒါပေမဲ့ညီမလေးတို့ဒီလိုမျိုးဒီလိုမြင်လားပိုင်းရောစဝဲလေးကိုညီမလေးမျိုးဆွဲထားပြီလားညီမလေးတို့ဆွဲထားလို့မယ်ဆိုဆွဲထားလို့ရတယ်နော်ဒီဟာလေးဆွဲလိုက်ပါဒါကလည်းကြိုးစားပြီဆိုဒီဟာလေးကအရင်ဆွဲပြီးဒိလာပါခါမကောက်ခွဲလဲဒါပေမဲ့ညီမလေး ID လိုတဲ့မော်လေးတော့ ID လိုတယ်ဆိုရဆိုဒီဆွဲလေးကို ID ရှိတဲ့သူကခွဲပေးမှရတယ်နော် ID ရှိတဲ့သူခွဲပေးမှသာလေမိမိတို့ရပါတယ်ဒါပေမဲ့အမချိုထဲနဲ့ခွဲမလားချိုထဲနဲ့ခွဲမဆိုချိုထဲနဲ့ရပါတယ်အပေါ်ကလူတွေအများကြီးရှိတယ်ထိုင်းဖွဲမှာလေးလာလို့လည်းရတယ်မြန်မာဖွဲမှာလေးလာလို့ရတယ်မိမိကြတဲ့နေရာမှာလေးလာလို့ရပါတယ်ရှင့်ဒီပိုင်းရောဆော်ဝဲလေးကိုဒီပိုင်းရောဆော်ဝဲလေးကိုဒီလိုမျိုးဆော်ဝဲလေးကိုလေးလာမယ်ဆိုရင်ဒီကိုဟုတ်တယ်နော်ဒီဆော်ဝဲလေးကိုလေးလာမယ်ဆိုရင်ခါမဲတိုင်ချင်တယ်လေးလာချင်မယ်ဆိုရင်တော့ခါမဖွဲလို့ရပါတယ်ဒါပေမဲ့ ID လိုချင်တယ်ဆိုတော့ထဲမှာဖွဲလို့ထဲမှာဝယ်ဖွဲလို့မှရပါတယ်နော်အဲ့လာလည်းကိုပြချင်ပါတယ်ဒီမှာကရိုးရိုးပဲနော်ရိုးရိုးပဲနော်ကောင်းမဖွဲသေးဘူးနော်ဒီမှာရိုးရိုးပဲ ID မရှိသေးပါဘူးရှင့်နော်အဲ့လာလည်းပြောချင်ပါတယ်နော်ညီမလေးလည်းကြိုးစားလို့ရှင်ကြိုးစားချင်မယ်ဆိုရကြပါတယ်ဒါပေမဲ့ပတ်စံလိုတဲ့ပတ်စံလူတဲ့ပတ်စံလိုကြတယ်နော်ပတ်စံလိုကြတယ်ဒါပေမဲ့ပတ်စံဆိုတာလေကိုကြိုးစားတော့ရပါတယ်ဒါပေမဲ့စိတ်ရှိမှရပါတယ်နော်အပြင်မှာလှုပ်သွားလို့လေဆိုတယ်ဆိုတာလေဒီလိုမျိုးပေါ့ကိုတခုခုကိုလှုပ်သွားလို့မယ်ဆိုတော့လေတူပါပဲနော်အခုလို့အခုရတယ်လေပတ်စံလာဟုတ်တယ်နော်ဒါပေမဲ့ရီရှယ်မှာဆိုတော့ခိုင်မာမှုမရှိပါဘူးနော်ဘာအရာကိုပဲသူကတော့လေရီရှယ်မှာဆိုတော့ခိုင်မာမှုရှိပါတယ်ကိုဖုန်းတလောရပါတယ်အားရချစ်ပေါ့ပြန်လုံးလဲလုံးလို့ရတယ်ဒီဖုန်းနဲ့တလုံးနဲ့လဲဒီတော့ဆဘလေးကိုလည်းလုံးလို့ရပါတယ်နော်ဒါဆိုရင်ပြန်လုံးလဲလုံးလို့ရတယ်ထဲလုံးလို့ရတယ်ပေါ့ကွယ်လုံးတစ်ခုရတယ်ပေါ့ပြောအဲ့လိုမျိုးပေါ့ဟုတ်တယ်နော်ဒါပေမဲ့မမတို့လိုမျိုးကလေအရှင်မတွေဆိုတော့လေအိမ်မနေကလေးသေးထမင်းချက်ဝေဝန်းစားလို့ရနေလဲဖုတ်တလုံးနဲ့လာအားတဲ့ချေလေးပေါ့ခဏလေးပေါ့တနေ့ကို3ပုတ်4ပုတ်5ပုတ်အဲ့လိုမျိုးပေါ့ကွာတက်တော့နာမတဲဖိပုတ်မှတဲရင်ကြော်ညာလေးလို့လည်းရပါတယ်နော်အဲ့ဒါလည်းကြော်ညာပေးလို့လည်းရပါတယ်ဝယ်တော့ဝယ်စားယူနေလဲကြော်ညာပြီးဆိုရင်တော့ကိုတွဲအကျိုးရှိတာလေးကိုသုံးချလို့ရတယ်နော်အဲ့လိုမျိုးပေါ့ဒါကြောင့်လက်တွဲမယ်ဆိုရင်တော့လာပါကိုအရင်မေးပါငါစူးစမ်းမယ်လားငါစူးစမ်းချင်စိတ်ရှိတယ်လားစေးအိမ်နဲ့စူးစမ်းပါမြန်လို့လည်းမရပါဘူးဘယ်အရာကိုပါပဲစူးစမ်းမှရတယ်နော်အေးစစ်နဲ့စူးစမ်းမှရတယ်မြန်လို့လည်းမရပါဘူးနော်ဝမ်ငွေဆိုတာကလူတဲ့ရလဲလိုချင်တာပဲဒါကြောင့်ဖြည်းနဲ့စူးစမ်းမယ်အားတင်းမယ်ချွတ်တဲ့အကိုလို့ကိုချစ်တယ်နော်